သုံးနိုင်ငံရှစ်ပြိုင်သားမဲ့ပွဲတွေမြန်မာနိုင်ငံကိုပြန်လာပြီးလေ့ကျင့်ရေးဆင်းနေတဲ့မိထက်လို့အားလုံးပဲမင်္ဂလာပါဆယ်ရီတန်နူဘေးကနေပြန်လည်ခါကြိုဆိုလိုက်ပါတယ်။ဒါမဲ့ဇွန်လ၁ရက်နေ့ကနေ9ရက်နေ့ထိရန်ကုန်မြို့သွနာအားဆောက်ခွင့်ကြီးမှာကျင်းပသွားမယ့် AIA Bank Tri Nation Cup 2020မြို့သမီး၃နိုင်ငံဖိတ်ခေါ်ပွဲဘောလုံးပြိုင်ပွဲကြီးကိုကျင်းပမှာဖြစ်တာကြောင့်လေရွေးစီမြို့သမီးအသင်းကလေ့ကျင့်နေကြပါပြီ။ထိုင်းဥပကစ္စတန်နဲ့အိရှင်မြန်မာတို့အကျဉ်းငယ်ရှင်ပြိုင်ကြမှာဖြစ်ပြီးဒီပွဲကြီးတွေမိထွက်လို့လည်းလေ့ကျင့်နေတာကြောင့်ပြည်သက်တွေကအားတက်နေကြပါတယ်။မြန်မာမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းရဲ့တိုက်စစ်မှုစားသမားလေးမိထက်လူဟာနိုင်ငံခြားကနေမြန်မာပြည်ကိုတကူးတကပြန်လည်ရောက်ရှိလာပြီးကျင်းပွဲတွေအားကျုံမှတ်တဲ့ပါဝင်နေပါတယ်။မိထက်လူကရုပ်ရည်ချုံမောတာကြောင့်ပြည်သက်တွေကအားပေးတာကြောင့်မဟုတ်ဘဲသူ့ရဲ့ရည်ချင်းကိုသဘောကျလို့သူပါဝင်တဲ့ပွဲတိုင်းကိုလာကြည့်ကြတာပါ။မိတယ်လူရဲ့မြန်နှုန်းနဲ့ကိုမြမြသွင်းနိုင်မှုတွေကပြန်မဲ့ခံစင်မှုတွေတော်တော်အမြဲတမ်းခေါင်းခဲစရာဖြစ်ခဲ့ရပါတယ်။လက်ရှိချိန်မှာမိတယ်လူကအမေရိကန်မှာတော်တော်တရင်နဲ့ပြည်ပကလပ်အသင်းမှာကစားနေတဲ့ professional စားသမားတစ်ယောက်ဖြစ်ပေမယ့်နိုင်ငံအသင်းကခေါ်ယူတဲ့ချိန်မှာတော့အရာအလုံးကိုပေးဖယ်ထားပြီးပြေးကလေးပြန်လာခဲ့ပါတယ်။ professional စားသမားတစ်ယောက်ဖြစ်ပြည်ပမှာနေထိုင်ရင်းကနေမြန်မာနိုင်ငံရဲ့လေ့ကျင့်ရေးကွင်းထဲမှာကစားသမားတွေနဲ့အတူချွေးထွက်ခံပြီးပင်ပန်းလာရောက်လေ့ကျင့်နေတာပါ။အရင်ကလည်းမိထက်လူကပွဲတွေရှိတိုင်းမှာမြန်မာနိုင်ငံကိုပြန်လာပြီးကန်လေးရှိပါတယ်။ဒါပေမဲ့ဒီပြကတော့သူကိုရေးကြည့်တဲ့ပွဲစဉ်တွေမှာချန်ထားတယ်လို့ခြေဆွဲပြခွင့်နေမရခဲ့ပါဘူး။ဒါကြောင့်မိထက်လူတရားမြန်မာဘောလုံးလောကကိုစိတ်နာသွားပြီလားလို့ထင်ခဲ့ကြပါတယ်။ဒီတခါမိထက်လူပြန်လာတဲ့အချိန်မှာမြန်မာမျိုးသမီးလက်ရွေးစင်အသင်းရဲ့အခြေအနေကအရင်ကနဲ့မတူတော့ပါဘူး။အသင်းကိုအုပ်ချုပ်နေတာကတော့စီကံကြီးမှပြီးနေ့စနစ်ပိုင်းအလွန်ကျွမ်းကျင်တဲ့ဂျပန်လူမျိုးနီးပြအသင်းဖြစ်တဲ့မစ္စတာမီရှူရိုခါဂျို့စ်ဖြစ်ပါတယ်။ဂျပန်လူမျိုးတွေရဲ့သဘာဝအတိုင်းမစ္စတာခါတိုကအလုပ်လုပ်ရမှာပြတ်သားပါတယ်။နာမည်ကြီးစားသမားမလို့မျက်နှာပေးတာခွင့်ရေးပို့ပေးတာမရှိပါဘူး။မိထက်လူမှမဟုတ်ဘဲနဲ့ခြေစွမ်းကောင်းတဲ့စားသမားတိုင်းမှာအခွင့်အရေးရှိပါတယ်လို့ပြောသွားခဲ့ပါတယ်။အသင်းမှာရှိတဲ့စားသမားတွေအတွက်စူးစမ်းရင်ပွဲထွက်ခွင့်ရမယ်ဆိုတဲ့ယုံကြည်မှုကိုရရှိသေးတယ်လို့မိထက်လူလိုနာမည်ကြီးစားသမားတွေအတွက်လည်းပို့ပြီးတော့စူးစမ်းစေဖို့ဖျားကောင်းတစ်ခုကိုဖန်တီးပေးလိုက်တာဖြစ်ပါတယ်။မြန်မာပြည်သမီးဘောလုံးအသင်းဟာရှေ့တောင်အာရှမှာရည်တည်နိုင်ပေမဲ့ဒီပြကြီးမစ္စတာခါတိုရဲ့ရှီမန်ချက်ကရှေ့တောင်အာရှစီဂိမ်းလောက်နဲ့မရောက်ရဲပါဘူး။ကမ္ဘာဖလားချစ်စစ်ပွဲအောင်ဖို့ကိုအဓိကတာဂက်ထားပြီးအာရှတိုက်ကနေကမ္ဘာဖလားကိုသွားဖို့ဆိုတာမလဲကူလာပေမဲ့ဂျပန်နီးပြရဲ့နီးစနစ်ပိုင်းစီကံမိုင်းတွေနဲ့တူနိုင်ငံတကာအတွေ့အကြုံရှိတဲ့စားသမားတွေရဲ့ဆွမ်းဆောင်ရည်တွေသာပေါင်းစပ်မယ်ဆိုရင်ဒီအိမ်မက်ဟာလမ်းဝေးတဲ့အရာတစ်ခုတော့မဟုတ်တော့ပါဘူး။ပြန်ပွဲရှိတိုင်းမှာမြန်မာနိုင်ငံကိုအမြဲတမ်းပြန်လာတတ်တဲ့စိတ်လေးကြောင့်ပဲမိထက်လူကိုပြည်သက်တွေကပို့ပြီးအားပေးကြတာပါ။အမေရိကန်မှာတက်သူတယောက်နေတာဖြစ်လို့သုံးနိုင်ငံဖိတ်ခေါ်ပွဲမျိုးမလာချင်ဘူးဆိုရင်ရင်းပေဖို့ကြောင်းပြချက်တွေကရှိနေပေမဲ့မြန်မာလေရေးစိန်မျိုးသမီးအသင်းကနိုင်ငံတကာပြိုင်ပွဲတွေဖိတ်ခေါ်ပွဲတွေရှိတိုင်းအရောက်ပြန်လာတာပါမိတယ်လူကအခုဆိုရင်တော့ပြိုင်ပွဲတွေအသင်းဖော်တွေနဲ့တူလေ့ကျင့်နေပါပြီပြိုင်ပွဲမှာပါဝင်အောင်မလားဆိုပြီးတော့သိကျင်နေကြသူတွေအတွက်တော့မိတယ်လူဟာလေ့ကျင့်နေတာကအတက်စရာဖြစ်လာမှာပါဒီပွဲမှာမိတယ်လူနဲ့တူခြားစားသမားတွေကိုအားပေးကြမှာလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်အားပေးနေဆင်ခဲ့ကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံတွေ့ကြရအောင်ပါ